အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီမနေ့ပြန်မှာဒါဈေးကွက်ဖွင့်လာတော့မှကမ္ဘာရွှေဈေးနဲ့ပတ်သက်တဲ့ဒါဈေးနှုန်းအတက်ကြခံမှန်းသုံးချက်ချက်လေးကိုကျွန်တော်တို့အတူတူခံမှန်းကြည့်ရအောင်ပေါ့နော်ကျွန်တော်တို့ဒါပြီးခဲ့တဲ့ဘက်တောက်ကြနေကတော့ကျွန်တော်တို့ဒီ3022ဆိုတဲ့ဈေးတန်းနဲ့ကျွန်တော်တို့ပိတ်သွားပြီပေါ့နော်ဒါပိတ်သွားတယ်ပိတ်သွားတာလေကျွန်တော်တို့ဒါတောက်ကြနေမှာဆိုရင်လည်းကျွန်တော်တို့ဒီဒါ pattern ကို break out ဖြစ်သွားရပေါ့နော်ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီhead and shoulder pattern လို့သူဒီ net line ကို break out ဖြစ်သွားပြီးမှသူဒီအကြပြန်ခောက်တယ်ခောက်ပြီးတော့သူက retracement ပြန်တက်လာတဲ့သဘောပေါ့နော်အဲဆိုတော့ဒီ pattern ရဲ့ net line ရဲ့အပေါ်ကကျွန်တော်တို့ပြန်ပြီးမှမဖောက်တက်နိုင်တဲ့ကျွန်တော်တို့ဒီဒီပါဖြစ်သွားတယ်ဆိုတော့အကြသွားနိုင်တယ်ရေပေါ့နော်အဲဆိုတော့ဒါအကြဒီဘယ်လောက်ထိသွားနိုင်ဆိုရင်နောက်ထပ်တစ်ဆင့်နေတဲ့ support ဈေးတန်းထိကိုကျွန်တော်တို့ဆက်သွားနိုင်တယ်ပေါ့ဒီအပွားရောက်မြင်းချောင်းလေးနဲ့ပြပေးထားတဲ့ support zone ထိကျွန်တော်တို့အကြဆက်ရှိနိုင်တယ်ပေါ့အဲဆိုတော့မနက်ဖြန်ရဲ့ဈေးကွက်အနေထားရဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ net line ရဲ့အပေါ်ဘက်ကို break out မလုပ်နိုင်မချင်းကျွန်တော်တို့ဒီအကြဘက်မှာရှိနေတရားဖြစ်တဲ့အတွက်အယောင် order တွေလိုက်မှကျွန်တော်တို့ဒီအမျက်ရှာလို့ရတယ်ပေါ့နော်ပြောမယ်ဆိုရင်အခုလောစင်နေထားရဆိုလို့ရှင်လဲကျွန်တော်ဒီအကြပြန်ခောက်နေတဲ့သဘောအနေထားမှာရှိနေပါတော့ကဘာရွှေကြီးရတကယ်လို့မှကျွန်တော်တို့ဒါမိတ်ဆွေတို့အနေနဲ့ဒေါ်လာ100နဲ့စမှာ trading account ကိုဖွင့်ကျင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်အောက်က comment လေးမှာကျွန်တော်ဒီ link လေးချပေးထားမယ်ပေါ့နော်အဲလေးမှာအဲ link ကနေပြီးမှကျွန်တော်ဒီဒါဒေါ်လာ100နဲ့စမှာ trading account တွေဖွင့်လို့ရတယ်ပေါ့နော် trading account ဖွင့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဘာလို့အမလို့ဆိုလို့ရှိရင်ဖုန်းနံပါတ်မြန်မာနိုင်ငံရဲ့ဖုန်းနံပါတ်ရဲ့ Gmail account ရဲ့ driving license ဒါမှမဟုတ်လည်းမှတ်ပုံတင်ပေါ့နော်မြန်မာနိုင်ငံရဲ့မှတ်ပုံတင်လိုအပ်တယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်ဒီ deposit အတွင်း deposit နဲ့ withdraw ပေါ့နော်အတွင်းထုံငွေတွင်းငွေထုတ်လို့တာတွေကျွန်တော်ဒီ USDT နဲ့လုပ်တာဖြစ်တဲ့အတွက်အတွက်ကိုမှ crypto wallet တောင်မဟုတ်လို့ရှိရင်လည်းကျွန်တော်တို့ဒီ Binance account ရှိတယ်ဆိုလို့ရှိရင်လည်းကိုယ်တိုင်ဒါငွေတွင်းလုပ်လို့ရတယ်ပေါ့နော်တကယ်လို့ကိုက crypto wallet တွေနဲ့တိတ်မှအကျွမ်းတဝင်းမသုံးတတ်ဘူးဆိုလို့ရှိရင်လည်းဒါကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3996969510ကိုဆက်တွဲပြီးမှကျွန်တော်တို့ trading account တွေဖွင့်ဖို့အတွက်ဒါဝန်ဆောင်မှုတွေပေးခိုင်းလို့ရတယ်ပေါ့နော်ဟုတ်အဲဆိုတော့ကျွန်တော်တို့ရဲ့ဒီမနေ့ပြန်မှာထွက်ရှိလာမယ်ကမ္ဘာရွှေစင်နဲ့ပတ်သက်ခံမှန်းသုံးသက်ချက်လေးကိုကျွန်တော်တို့ဒီလောက်နဲ့နားမယ်ပေါ့နော်နေ့စဉ်ကျွန်တော်တို့ခံမှန်းသုံးသက်ချက်တွေကိုအမြဲမပြတ်စင်စမပြတ်တင်ဆက်ပြီးတော့မှာဖြစ်တဲ့အတွက်ကျွန်တော်ခံမှန်းသုံးသက်ချက်တွေပြောပြီးတော့မှာဖြစ်တဲ့အတွက်ကျွန်တော်တို့စိတ်ဝင်စားရဲဆိုရင်ကျွန်တော်ရဲ့ဒီ channel လေးကို like and follow လုပ်ထားပေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်